မလျှော့နိုင်မြစ်ထားပေါ်မှခရီးသွားများကိုနှောက်ယှက်သူများမှာဈေးတယ်တွေဖြစ်ကြပေသည်အမိုးပေါ်ကလျှော့ဆင်းတဲ့အတွက်ပြတင်းပေါက်ဘောင်ပေါ်တွင်လက်တင်ထားတဲ့ခရီးသည်၏လက်ကိုနင်းမိလေသည်ခရီးသည်တွေကြားထဲအတင်းတိုးဝင်၍သူတို့၏ပုံးတွေဘူးတွေခွက်တွေဗန်းတွေနဲ့တိုးမိသည်ဤမျှသာမကသည်အတန်နှင့်နှိပ်စက်ပုံမှလည်းအော်ဟစ်ပြီးဆေးရောင်းသူများဖြစ်၏ဆေးကြော်ညာသူတယောက်သည်မမဲအပြားကလေးတွေညှိကြည့်ရန်ဆိုကလိုက်လံဝေငှပြီးနောက်သူပလရှင်ဆေးပြားကောင်းကြောင်းကြော်ညာသည်ကြော်ညာအပြီး၌ယုံလားရှောက်မေးရာခရီးသည်လှတော်သားကြီးထံရောက်၌အလိုလေးကွယ်ဗလရှင်ဆေးပြားတဲ့မကောင်းလိုက်လီကွယ်နွားချီချောက်ဝါနေရသလားမှတ်ရတခုံနဲ့ထိုင်နေသူကရီမောပြီးဒီလောက်တောင်ပဲလားလျှော့ပါအောင်ဗျမလျှော့နိုင်ဘူးဒီစကားနဲ့ဒီဗလရှင်ဆေးပြားနဲ့အလိုက်ဆုံးပဲဟုသူစကားအဆုံးတွင်ထိုင်ကုန်နီးရှင်းတွင်ထားတိုက်ရကြရာကြော်ညာတပေါင်းမှာကုတ်ကုတ်ကလေးထွက်သွားရလိမ့်မည်မာဒီကိုမာဒီမပြောလှတော်သားကြီးတယောက်၏အိမ်သို့ဧည့်သည်ရောက်လာသည်အချိန်မှာထမင်းစားချိန်လွန်သွားပြီဖြစ်သည့်အတွက်ဧည့်သည်ကစကားစပြီးစားတော့ပြီးကြပြီလားစားလို့တော့ပြီးပါပြီဒါပေမဲ့မြင့်မို့တောင်ကိုစီမစွတ်ပဲမျိုးလို့ရချင်ရမယ်ဒီနေ့ထမင်းကတော့မျိုးလို့မရပါဘူးဗျာညင်းညင်းညညူပြောလိုက်တဲ့အတွက်ဧည့်သည်မှာရီတို့သာနေသည်အမိကြီး၏အဖြစ်လှတော်ရွာအလွန်နားမှာကားနှစ်စီးတိုက်မိကြသည်ကားများမှာအာတီစီကားနှင့်တက်ဆန်းကားဖြစ်ကြသည်ရွာထဲတင်နေသူများမှာသတင်းသာကြားလိုက်ရသည်သည့်အတွက်မျက်မြင်ကိုယ်တွေ့သမားများထံစုံစမ်းကြရာမူးလာသလားအသေးပြောက်ရှိသလားဆိုတာတော့လူတွေမတွေ့ခဲ့ရလို့မသိခဲ့ဘူးဗျာမြင်ခဲ့ရပုံကတော့စတဲ့စင်မင်းရဲ့ကိုယ်ထဲကိုစိုက်နေတဲ့ဂျိုးကိုပြန်နှုတ်လို့မရတဲ့စိတ်လားမှတ်ရထို့အခါနောက်တစ်ယောက်ကအလိုလေးကွယ်ကားကြီးအောက်ဝင်တိုးနေတဲ့ဒက်ဆန်းကားအဖြစ်ကတော့မိကျစ်ဘူးကိုဖနှောင်းနဲ့ပေါက်ထားသလားမှတ်ရနားဆွေးနေသူများမှာတဝါဝါရီမောမိကြသည်မိငိမ့်သောကြောင့်ဧည့်သည်အနေနဲ့ရောက်လာကြသောလှတော်သားများကိုမြို့ခံအိမ်ရှင်ကလက်ဖက်တုပ်ရင်းနှွေးကော်ဖီဆီလိတ်စသည်နှင့်ဧည့်ခံသည်စားရင်တောက်ရင်စကားစမြည်ပြောရင်းနှင့်လှတော်သားတယောက်ကဆီလိတ်ညှိတောက်၏ဆီလိတ်သည်စကားပြောနေစဉ်ငြိမ်သွားပြန်၏ဒီအတွက်ထက်ညိကတေးချာဖွာသည်စကားပြောစီတွင်ထက်ငြိမ်သွားပြန်၏ဤသို့ငြိမ်လိုက်ညှိလိုက်ညှိလိုက်ငြိမ်လိုက်ဖြစ်ပံများသောအခါလှတော်သားသည်ဆေးလိတ်ကိုစိတ်စိမ့်ကြည့်ပြီးအလိုလေးကွယ်ဆေးလိတ်နဲ့ရေခဲချောင်းထဲလိတ်ထားသလားမှတ်ရခဏခဏငြိမ်နေလိုက်လီကွယ်အိမ်ရှင်များမှာငင်းနေပြီးမှခွက်ထိုးခွက်လန်ရီကြလီမေးမှမေးပလိကွယ်မြစ်ကြီးနာမန္တလေးအစုံရထားသည်ဘူတာတွင်ခဏသာရက်ခဲ့ပြီးဘူတာမဟုတ်သောနေရာအရောက်၌ကြာမြင့်စွာရက်နေလေ၏ထိုခရီးတွင်သွားလိသွားထားမရှိသူများမှာဟိုမေးသည်မင်းနှင့်စုံစမ်းကြရာလှတော်သားကိုမှမေးမိကြသည်ယထာကဘာဖြစ်လို့ရက်နေတာလဲရှင်။အော်ညောင်းလို့အညောင်းဖြေတာထင်ပါရဲ့။မန္တလေးကိုဘယ်ချိန်ရောက်မလဲရှင်။24နာရီတွင်သူဝင်ခြင်းတဲ့အချိန်ဝင်တာပဲဗျာ။ဒီနေ့ထဲက24နာရီကုန်သွားလဲနောက်ရက်ထဲကချီရတာပေါ့လီ။မေးမိသူမှာစိတ်ညစ်သွားတော့လဲအခြားသူများမှာရီမောကြကုန်၏။မိုးဤပမာဏမှာကားပေါ်မှာချီပါသားတချို့နှင့်လှတော်သားတချို့စကားလက်ဆောင်ကြားကြသည်ချီပါသားတယောက်ကမိုးကတော့ကောင်းသပြို့အထုအထွက်တိုးစီမံချက်ကိုပြည့်မီလွန်အောင်အထောက်ကူပြုတာဗျထို့အခါအခြားချီပါသားတယောက်ကမိုးကများနေပြီဗျကျုပ်တို့ဘက်ကမိုးကအိမ်ခေါင်မိုးပေါ်တက်ပြီးပြိုးထောင်ရမလို့တော့ဖြစ်နေပြီဘဲကြည့်ကြည့်ရေကြီးပဲထိုအခါလှတော်သားကသူတစ်ပါးဤမိုးဤလိုကောင်းပုံလက်မခံနိုင်သဖြင့်လှတော်သားပြီးပြောလိုက်ပုံမှာအလိုလေးခမရတို့ဘက်ကမိုးကဘဲဟုတ်သေးလုံးလှတော်မှာရွာတဲ့မိုးကမှမတရားကောင်းလို့မြမ20ရမြမတွေရေကူးနေကြရပါသလားမြည်တို့မြည်ပုံလိုက်ရပါသုံးမင်းကားတွေလိုင်းမခွဲမီအမြန်ကားကလေးတွေမပေါ်မီကလှတော်သားတယောက်မှာရန်ကုန်ဘတ်စကားကိုစိတ်ညစ်ညစ်နဲ့တက်စီးလာရာမလှုပ်တာကိုပြည့်ညက်နေသဖြင့်စိတ်တူနေသည်သို့တော်လဲဘတ်စကားသည်ထိုးရက်၏တက်အထဲဝင်အပေါက်ဝါကလူတွေလမ်းဖဲပေးပါစပယ်ယာကအော်နေတော်လဲတွေ့စရာပင်မရှိတော့ချေဒီအတွက်စိတ်တူနေသောလှတော်သားကအလိုလေးကွယ်စပယ်ယာရဲ့လူတင်လိုက်ရှာလေးဒီလောက်ပြည့်နေတာတော့တင်နေပုံထောက်တော့အမိုးပေါ်တက်လိုက်ရမလားဒါမို့ဘိတ်ဖက်လိုက်ရမယ့်ပုံပဲကွယ်
ဤနှင့်ချွေးနှင့်လှိုင်နေသောကားထဲတွင်ရီမောတံကြီးပေါ်လာလေ၏များလိုက်လေကွယ်ယို့ရွှေကျင်ရွာဖျားပွဲတွင်စပွဲများရုပ်ရှင်များပါသဖြင့်လူစီကားသည်သည့်အတွက်အမှုသမားများခိုက်ရန်ဖြစ်ပွားမှုများပေါ်ပေါက်တတ်သည်ဤလိုမဖြစ်စေရန်တပ်ဆိုင်ရာများကကြိုတင်ကာကွယ်ထားပုံမှာအရက်မယောင်းရအရက်မတောက်ရအခြားမှတောက်လာခဲ့လျင်လည်းမဆဲရရံမဖြစ်ရဖဲဝိုင်းဂျင်ဝိုင်းမလုပ်ရဒုတ်ဓာလက်နက်မကင်ဆောင်ရဤလိုထင်ရှားစွာရေးသားထားသောသတိပေးစာကိုဖတ်မိသောလှတော်သားတစ်ယောက်ကပြောလိုက်ပုံမှာအလိုလေးကွယ်ခဏညပြမဲ့ရုပ်ရှင်ဇက်ထုတ်ရဲ့နာမည်ကတော့ပြညတ်တော်10ပါးဆိုပါကလားမြင်းကတ်နဲ့လှဲသမားမြင်းကတ်မြင်းဆိုးကိုတတ်ထားသောမြင်းလဲတစ်စီးလူအပြည့်နှင့်မောင်းလာလေသည်လှတော်ဈေးဆိုင်တန်းရောက်သောအခါလူတွေကိုမြင်၍ဖောက်လာသည်မြင်းလဲသမားမထိန်နိုင်မသိမ့်နိုင်တော့ပါဟိုကတ်ဒီကတ်ကတ်တဲ့အတွက်တအားရိုက်သဖြင့်ဆွဲမရထိန်မရပြေးရာလှဲဘိန်းနဲ့လှဲအိမ်ပြုတ်ထွက်သွားသည်လူတွေမှာတရက်သည်တောင်းပေါက်သလိုကြံ့ကျဲလွင့်စင်ကုန်လေ၏မြင်းလဲသမားမှာလှဲအိမ်မပါတော့ပဲမြင်းလဲလက်တံကိုခွပြီးစက်ကိုမလွတ်ပဲအပြေးလိုက်သွားလေ၏လက်ဖက်ရည်ဆိုင်ထဲမှလှတော်သားများပြေးလာကဒဏ်ရာရသူများကိုပြုစုကြသည်စိတ်ယုံပုတ်သည့်သူကိုစိတ်ယုံပုတ်သည်အာလုံးအေးစီရှင်းလင်းသွားပြီးလက်ဖက်ရည်ဆိုင်ထဲ၌ကြာနာစွာနေရာယူမိချိန်၌အလိုလေးကွယ်မြင်းလဲပေါ်ကလူတွေလွင့်ထွက်လာပုံများလေရင်ပေါ်ကလေထီးနဲ့ခုန်ချသလားမှတ်ရထိုအခါတယောက်ကမြင်းလဲသမားမြင်းနောက်ကိုကာယနဲ့ပါသွားပုံများအလိုလေးကွယ်မြင်းမီးဆွဲမောက်ဆန်ကနကမြင်းနောက်လိုက်ပါသွားသလားမှတ်ရဟိစကားသံအစုံတိုင်းအောင်းငနဲ့ရီတန်ကြီးပေါ်လာလေ၏ယထာပေါ်မှာနှစ်ပါးအမြန်ယထာအနေနှင့်မန္တလေးမှထွက်လာတော့ကပဲတစ်ကျက်နေခဲ့သည်ဤလိုကြက်ညက်နေသည့်ကြားမှပင်ယထာဈေးသည်တွေကအတင်းဝင်တိုးသည်ဈေးသည်တွေအနေနဲ့ခရီးသည်တွေမှာအနောက်ရှက်ဖြစ်မဖြစ်မစင်စားပဲတယောက်ပြီးတယောက်ရောက်လာကြသည်ထို့နောက်တန်ကုန်ဟစ်ပြီးပစ္စည်းကြော်ညာသောဈေးသည်တွေရောက်လာပြန်သည်ခရီးသည်တွေထဲတွင်ပါလာသောလှတော်သားကြီးမှာစိတ်ညစ်လာဟန်တူပါသည်အခြားလူတွေလိုမြုံမနေတော့ပဲအလိုလေးကွယ်ကြက်ညက်နေတာကတစ်မျိုးငတိုမျက်လုံးငတုံးမျက်နှာနဲ့ဈေးတွေရတယ်တစ်မျိုးစိတ်ကုံလိုက်ပုံကတော့ရေနွေးအိုးပေါ်ကကြက်ချင်းတွေရောက်နေသလားမှတ်ရကြာသမျှသောခရီးသည်တွေမှာတဟားဟားရီမောကြလေရေနစ်သောညက်လက်ဖက်ရည်ဆိုင်တွင်လှတော်သားစုံမိရာတခုမဟုတ်တခုတော့ပြောစမတ်တွင်ကြံစမြဲဖြစ်လေသည်ယခုလည်းမြို့ပေါ်သို့ပြောင်းလာသောအရာရှိအသစ်တစ်ယောက်အကြောင်းသို့ရောက်သွား၏တယောက်ကစတင်ပုံမှာအရာရှိဆိုလို့ပါးမှာပဲအရာရှိတယ်ထင်သလားလက်မောင်းမှာပဲအရာထင်နေသလားဆိုပြီးကြည့်တာငါတော့ဘာမှမမြင်ဘူးကွာထိုအခါတစပွဲကြော်မှာလှတော်သားကလှမ်းပြီးငါလဲတဲ့တေးချာမြင်ဘူးအောင်ဆိုပြီးကြည့်လိုက်တာပဲအလိုလေးဘိုးကီလေးမြောက်တောက်တောက်နဲ့ကျွဲစရက်ရင်းနေထားသလားမှတ်ရထိုအခါတွင်သဘောပေါက်ကရီမောကြလေ၏ရေဖလားကလေးခမပွဲတော်တွင်မှာဖုံကအထူထူနေကပူပူမို့နည်းနည်းတစ်ချောင်းမိရင်ချွေးထွက်ပြီးရေငတ်လာလေသည်သည့်အတွက်ပွဲတော်ကလှတော်သားတစုအနေနဲ့ရေရှာဖို့အတွက်ကုန်းတော်ပေါ်သို့တက်လာကြသည်မကြာမီရေအိုးတွေစီတန်းထားတဲ့ရေချမ်းစင်ကိုမြင်ကြရသည်သို့သောရေဖလားတိုင်းမှာကြိုးတန်းလန်းချီထားသည်ဒါကလည်းလက်စော့သူများနှင့်တကူပေါင်းဆန်သူများရဲ့ရန်ကိုကာကွယ်ထားခြင်းဖြစ်သည်သို့သောလှတော်သား၏အမြင်တွင်မူပြောစရာစကားသည်ပါဇက်ဖျားသို့ဘွားကနေရောက်ရှိလာကအလိုလေးဖြစ်မှဖြစ်ရလေကွယ်ရီဖလားဖြစ်တာတော့တန်ကြိုးတန်းလန်းနဲ့လက်ထိတ်ခက်ခံရလားရုံးထုတ်လာတဲ့တရက်ခန့်တွေလားမှတ်ရရေချမ်းစင်တွေတခြားသောသူတွေလည်းရှိနေတဲ့အတွက်ရီမောတန်ညံ့သွားလေ၏ရေမီမြနဲ့တည်းတူးမြောင်းရီမမှန်သဖြင့်လှတော်သားလက်သမားများကျွတ်စီပြောနေကြပြန်သည်မြည်သည့်အချိန်တွင်ရေလာမည်ဟုမြည်သူမျှမသိသည့်အတွက်လက်သမားကြီးတစ်ယောက်ကတားဖြစ်သူကပြော၏ဝိရိယကောင်းနဲ့သွားပြီးစောက်ရမယ်ကွချင်ကြိုက်တာပဲအဖက်တင်ပါမယ်အဖေရဲ့ရေးလာတယ်ဆိုတာလည်းဘလောက်မှကြာတာမဟုတ်ဘူးခဏကလေးရဲ့ဘလောက်ပဲဖြစ်ပေါ့ကွာဝိရိယအကျိုးတော့ခံစားရမှာပေါ့ထိုအခါတွင်သားကပြန်ပြောပုံမှာခံစားရပါလိမ့်မယ်အာကြီးဝိရိယအကျိုးကြီးရေကဘလောက်များတယ်လဲဖြစ်မမေးဘူးအဖေရေကမှောက်ရဲ့အိတ်တောင်ချက်မမြုပ်ဘူး